အခြေမလားလို့ပြန်မလာရတဲ့ဒုံများဘဝကိုတွေးရင်အလွန်မြတ်ရည်လေးလေဘဝရေးမလားလို့ခဏဝေးရတဲ့အလွန်များနဲ့အမိမြမပြေရဲ့ကံတမကိုယုံမခွဲလို့အပြစ်မတင်ရင်နဲ့နေနေညညအောင်မေလို့မရတဲ့ရှိမိကဘာဝတော့တောင်းအလှနဲ့ပုံရသာသနာထုံးငါခဲ့ရအမိမြေကိုကအလွန်နေနဲ့ရံနေမှာပေါ့ချစ်တော်ပြည်မြန်မာဘဝကံအခြေမလားလို့ပြန်မလာရတဲ့တို့များဘဝကိုတွေးရင်အလွန်မြတ်ရည်လေးလေဘဝရေးမလားလို့ခဏဝေးရတဲ့အလွန်များနဲ့အမိမြမပြေရဲ့ကံကြမ္မာကိုယုံမဖဲလို့အပြစ်မတင်ရင်နဲ့နေနေညညအောင်မေလို့မရရှိနေတဘာဝတော့တောင်းအလှနဲ့ပုံရသာသနာထွန်းကားခဲ့ရအမိမြေကိုကအလွန်နေနဲ့ရံနေမှာပေါ့ချစ်တော်ဒီမြမကိုတိုင်းကိုပြည်ကိုရဲ့မြေမြေမှာကိုမိသားစုကိုရဲ့နိုင်ငံတွေးကြည့်မနေနဲ့ဘသူမှမရှိနိုင်နဲ့မလွယ်တော့မရှုံးတာခွဲခွာခဲ့ရမေးမရဘူးလေတနေ့တော့ပြန်လာမယ်လေလွန်လာပြီပေါ်ချစ်တော်မြမပြေအခြေမလားလို့ပြန်မလာရတဲ့ဒုံများဘဝကိုတွေးရင်အလွန်မြတ်ရည်လေးလေဘဝရေးမလားလို့ခဏဝေးရတဲ့အလွန်များနဲ့အမိမြမပြေရဲ့ကံကြမ္မာကိုယုံမခွဲလို့အပြစ်မတင်ရင်နဲ့နေနေညညအောင်မေလို့မရရှိနေတဘာဝတော့တောင်းအလှနဲ့ပုံရသာသနာထုံးကားခဲ့ရအမိမြေကိုသာအလွန်နေနဲ့ရံငယ်မှာပို့ချစ်တော်ဤမြန်မာကိုတိုင်းကိုပြေကိုရဲ့ဤမြေမှာကိုမိသားစုကိုရဲ့နိုင်ငံတွေးကြည့်မနေနဲ့ဘသူမှမရှိနိုင်နဲ့မလွယ်တော့မရှောင်တာခွဲခွာခဲ့ရမေးမရဘူးလေတနေ့တော့ပြန်လာမယ်လေလွန်လာပြီပို့ချစ်တော်